ပိုင်ဆိုင်မှုကဘလောက်မသေးကြမရေရလဲဆိုလို့ရှိရင်တခိုးတယောက်ကကိုရှာဖွေစုဆောင်းထားတဲ့ဥစ္စာပစ္စည်းတွေကိုကိုမသိအောင်ယူလိုက်ယုံကလေးနဲ့အဲ့ဒါဟာကိုဥစ္စာမဟုတ်တော့တေချာစဉ်းစားကြည့်ကိုမသိအောင်ယူလိုက်ယုံကလေးနဲ့ကိုဥစ္စာမဟုတ်တော့တချို့ဆိုရင်ဒီဥစ္စာပစ္စည်းကိုရခြင်းလို့ကိုအသက်ကိုအန္တရာယ်ကိုရန်ရှာတာတောင်ရှိသေးတယ်ဟုတ်လားဒါကြောင့်ပိုင်ဆိုင်မှုရဲ့အနှစ်သာရကင်းမဲ့ပုံကိုမြင်ဖို့ဘုရားလောင်းကဘာကိုထောက်ပြလဲရန်သူမျိုး၅ပါးကဖြစ်စည်းမဲ့ဆိုရင်လွယ်လွယ်လေးပျက်စီးနိုင်လေတဲ့အဲ့ဒါကိုဦးဇင်းကနည်းနည်းလေးပိတ်တူတွေးစရာလေးတစ်ခုပြောခြင်းသေးတယ်ကံကောင်းလုံးလို့ရေမင်းမင်းခိုးသူမချင်းမနဲ့တတ်တော်သူရန်သူမျိုး၅ပါးကကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကိုမဖြစ်စည်းဘူးဆိုအောင်တောင်မှရှင်သန်မှုပျက်စီးပြီဆိုတဲ့အချိန်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုကလည်းပျက်စီးတာပဲအဲ့ဒီအချက်ကိုတော့ဦးဇင်းတို့ဘယ်လိုမှရှောင်လို့မရအောင်ဒါလေးကိုတေချာလေးစဉ်းစားသိခြင်းပိုင်ဆိုင်မှုဆိုတာရှင်သန်မှုပေါ်မှာအဓိကမူတည်နေတာလူတွေကအဲ့ဒီချက်ကိုသိပြီးတော့မတွေးမိကြဘူးလို့ထင်တယ်ဆိုကြပါစို့ကိုကနောက်10နှစ်နေရင်သိမယ်ဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဝါက10နှစ်ပဲလေဟုတ်တယ်မဟုတ်လား10နှစ်ပြီးတာနဲ့အဲ့ဒါလေးနဲ့ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုကတလနေရင်သိမယ်ဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဝါကတလပဲတလပြီးတာနဲ့ပြီးပြီနားလေဖို့လိုတယ်နော်ရှင်သန်မှုပျက်စီးတာနဲ့ပိုင်ဆိုင်မှုလည်းပျက်စီးတယ်အဲ့လိုဆိုရင်ဆက်ပြီးတော့စဉ်းစားရှင်သန်မှုကဘလောက်ကြာကြာရှင်သန်ခွင့်ရလိမ့်မလဲလို့တိကျတဲ့ရေရတဲ့သတ်မှတ်ချက်ရှိသလားရှင်သန်မှုကအာမခံချက်မရှိဘူးနော်ရှင်သန်မှုအာမခံချက်မရှိဘူးဆိုတာကိုစိတ်ထဲကပိုင်ပိုင်နိုင်နိုင်နားလည်ဖို့လိုတယ်ငါရဲ့ရှင်သန်မှုဆိုတာဘလောက်ကြာကြာရှင်သန်ရလိမ့်မယ်လို့ဆိုတာဘယ်သူမှမသိမြေအိုးတစ်လုံးရဲ့တက်တန်းဟာဘလောက်ကြာလိမ့်မယ်လို့သတ်မှတ်လို့မရသလိုပဲရှင်သန်မှုရဲ့အနေအထားဟာဘလောက်ကြာကြာလို့ဘယ်သူမှပြောလို့မရဘူးအဲ့လိုဆိုရင်ရှင်သန်မှုကပြောလို့မရဘူးဆိုရင်ပိုင်ဆိုင်မှုကလည်းပြောလို့မရဘူးလို့ဖြစ်သွားတာပဲရှင်သန်မှုကအာမခံချက်မရှိဘူးအချိန်မရွေးပြည့်နိုင်တယ်ဆိုရင်ပိုင်ဆိုင်မှုကလည်းအာမခံချက်မရှိတော့ဘူးเนาะနားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဘုရားလောင်းကပစ္စည်းဥစ္စာဆိုတာထင်တော်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးအကြောင်းပြချက်ကပါလေဖြည့်ဆည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပျက်စီးသွားနိုင်လို့အကယ်၍ဖြည့်ဆည်းမဲ့အရာမရှိခဲ့ဘူးဆိုအောင်တောင်မှခန္ဓာကိုယ်ပျက်စီးပြီဆိုတာနဲ့ပိုင်ဆိုင်မှုဝါဝါသည်ကိုယ့်အတွက်တော့ပျက်စီးသွားအိမ်မှာတော့နေရာမပြတ်ကြံရစ်မယ်ပေါ့နော်နားလည်ဖို့လိုတယ်ဟုတ်လားဒါပေမဲ့လို့တဲ့ဟောအဲ့ဒီဒါပေမဲ့လို့လေးကစဉ်းစားတရားရှိပစ္စည်းဥစ္စာကအနှစ်သာရမရှိဘူးလို့ဆို냐လို့လည်းပဲအဲ့ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့စွန့်လွတ်မယ်လှူဒန်းမယ်ပေးကမ်းမယ်ဝေမယ်မျှမယ်ဆိုရင်တော့အဲ့ဒီဒါနာကောင်းမှုသည်အလွန်တရာမှအနှစ်သာရရှိတဲ့တန်ဖိုးရှိတဲ့အရာဖြစ်သွားလေတဲ့အတွဲလိုက်လေသူတွေးကြည့်တာနော်ပိုင်ဆိုင်မှုနဲ့စွန့်လွတ်မှုအတွဲလိုက်ကလေးသူစဉ်းစားတာပိုင်ဆိုင်မှုကအချိန်မွေးပျက်စီးနိုင်လေဒါကြောင့်မပျက်စီးသေးခင်မှာစွန့်လွတ်မှုကလေးဖြစ်အောင်လုပ်နိုင်ရင်အဲ့ဒီအနှစ်မရှိဘူးဆိုတဲ့ပိုင်ဆိုင်မှုတွေကအနှစ်ရှိတဲ့အရာလေးကိုရလိုက်ရရောက်သွားတယ်လို့ပြောတာတနည်းပိဋကပေါင်းတို့ကတော့လူငယ်တွေနားလည်အောင်ပြောရမယ်ဆိုရင်စွန့်လွတ်မှုမပါတဲ့ပိုင်ဆိုင်မှုတွေတန်ဖိုးမရှိဘူးလို့ဒီလိုနဲ့နားလည်ဖို့ရှိတယ်မြေရမသိမ့်ထားမယ်ဘယ်တော့မှမပေးဘူးဆိုရင်အဲ့ဒါဟာတန်ဖိုးမရှိဘူးဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတို့ကဒါဘုရားလောင်းတွေးတဲ့ပထမအတွေးပေါ့